အားလုံးပဲမင်္ဂလာပါ Audio Book Diary အစီအစဉ်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးသိပ္ပံမောင်ဝါရဲ့ဒိုတော်ရွာဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုခန်းစားတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒိုတော်ရွာကအထက်ညာတွင်ရှိလေသည်အညာဆိုရာမှာလဲအလွန်ညာကြသောအညာမဟုတ်မန္တလေးနှင့်မြင်းကြံအကြားအေယာဝတီမြစ်ကမ်းတွင်တည်ရှိရွာလဲမကမြို့လဲမကြသောမြို့ကလေးတစ်မြို့ကိုဆိုလိုသည်နတ်နတ်စောစောမန္တလေးမှမြင်းကြံသို့တင်မောပြေထွက်လာရာအဆိုပါမြို့ကလေးသို့17နာရီခွဲခန့်အချိန်တွင်ရောက်၏နေပူကျဲကျဲဖုံထောင်းထောင်းထနေသောကမ်းမပေါ်တွင်မြင်းကြံတင်မော၏အလာကိုစောင့်ဆိုင်နေကြသောလူတို့ကြီးကိုတင်မောပေါ်မှနေ၍မြင်ရသောရင်းတင်မောပေါ်တွင်ပါလာသောအမတ်ချုပ်ကြီးတော်၎င်းခရိုင်မင်းကြီးတော်၎င်းတယောက်ယောက်အားကျူးလိုရန်ဆောင်ဆိုင်နေကြသည်ဟုထင်မှတ်မိ၏ဤသို့ကမဟုတ်ပေထိုမျိုးသားတယောက်တက္ကသိုလ်မှပြန်လာသည်ကိုအထူးဆန်းလုပ်ကအကြီးအကျယ်ကျူးဆိုနေကြခြင်းဖြစ်လေသည်ရှေးအခါကထိုမျိုးမှတက္ကသိုလ်ကျောင်းသို့ရောက်ဖူးသူတယောက်များမရှိခဲ့ပေယခုမှသာလျှင်မိမိတို့အရက်မှထူးထူးချွန်ချွန်တက္ကသိုလ်ပြည်သို့စာတင်သွားပေသည်ဟု၍အာရနှစ်သက်ကကျူးဆိုကြခြင်းပင်သည်ဘယင်ငံကျုပ်လာစဉ်ကရန်ကုန်သူရန်ကုန်သားတို့ခရီးဦးကြိုပြုကြသည့်ထက်ပင်ပိုမို၍နှစ်သက်အားရစွာကျူးဆိုကြလေသည်တက္ကသိုလ်အကြောင်းသားတစ်ယောက်မိမိနေရက်သို့ပြန်လာသည်ကိုပင်အရေးတကြီးခရီးဦးကြိုပြုကြသည်မှာရဲတရားပါတကားဟုမြို့ကြီးသားတို့ကရဲချင်းရဲကြပေလိမ့်မည်ဤသို့ပြက်ချော်ချော်တယောတော်တော်လောက်ကမေရသင့်မီမြန်မာပြည်မှအင်္ဂလန်ပြည်သို့ပညာတော်သင်များသွားကြကာနီတွင်ထမင်းကျွေးလိုကျွေးအငိမ့်ခံလိုခံအင်မတန်မှကြီးကြီးကျယ်ကျယ်လှုပ်ကြသည်မဟုတ်ပါလောဤအကြောင်းကိုကြားရလျင်အင်္ဂလိပ်များကရဲကြမလားမပြောတတ်ပေတို့ရာတွင်သူ့နေရာနှင့်သူနေတာထင်ရလှုပ်ကြတမ်းပြပါလေဒိုတော်ရွာဒလေးကတစ်မျိုးမြို့ကြီးသားတို့ဒလေးကတခြားတူနိုင်ပါမလားမောင်တို့နန်းနခင်းတဲနီမီလုံကထမ်းမြင့်ဖုတ်စားပဲပြုံးနှင့်ထမင်းညံကိုလက်ဖက်ရည်ချမ်းနှင့်မြည်စိမ့်တိမ့်တိမ့်EDDနတ်တုတ်တာမိပါမလားထမင်းစားပြီးလျင်ရာခင်းနဲ့သွားပျော်ပါစွာပလွေမှုတ်သူမှုတ်တချင်းတကြောကြောအော်ဆိုသူဆိုပြောစပွဲသည်နွားချောင်းသွားသူတွေကမရှာငှက်ခါထောင်သူတွေကထောင်ဂျိုးပစ်သူကပြစ်စစ်တလင်းမှစစ်ခင်းကြသလိုညနေခင်းတွင်မြစ်စိတ်မှအပြိုတသေးရေခတ်ဆင်းရှာကြတယောက်ကိုတယောက်ခေါ်သူခေါ်ပျော်လိုက်ကြတဲ့အပြိုတွေအတင်းပြောလို့ပြောရီးသားအကြောင်းဆွေးနွေးလို့ဆွေးနွေးအိမ်နေရရသွားသူသွားစကားများသူများတယောက်ကိုတယောက်ကြည်သားသူကြည်သားထိုးပြိုးတွေမှာရုပ်ချောသူချောရုပ်ဆိုးသူဆိုမဲမဲလဲရှိဖြူဖြူလဲပါအကြီးတန်သူတွေကမရှာတနာကမားတွေကလည်းအပုံမင်းကျွယ်ဝသူမိန်းကလေးတို့ကရှက်ကြထင်ရေခတ်မသွားရေစီကိုငှား၍သုံးကြတဲ့တကယ်မိန်းကလေးတွေလူတကာရေခတ်သွားလျင်တနခါပိန်ကြရိုက်လူပြိုကလေးတွေအသွားလာကိုအိမ်ထဲမှနေ၍မျက်စိအရသာကိုခံကြလေသည်ကလာသားလူပြိုတသိန်းကမူကမျက်စိတို့စင်းကအပြိုတွေရေခတ်လာကိုကြည့်ကြမြို့ဆန်ကြသူကိုဟဝါတို့ကမာဖလာကိုစီးလို့စီဘိုးကေကိုတလို့တအိမ်နေရရနေလို့နေအဲ့ဒီလိုမန်ပါပါနဲ့ဆန်ရှာနေကြ၏မြို့နှင့်မချာတောမှာကြည့်ရတော့ကိုလူပြိုတို့ကမူကတောသားပီပီအင်ဂျင်နတ်တိပလာတိပလာတာမဲကြည့်ကြည့်ကိုပြပြနဲ့အပြိုတကာရေခတ်စင်းလျင်ပလွေပြင်းပြင်းမှုတ်တဲ့မိန်းကလေးအပြိုကညာတို့ကလည်းကိုဟဝါကိုမြင်ကြလျင်အတန်ပေးလို့ပေးပြုံးသွားလို့ပြုံးသွားရှက်လို့ခြေလမ်းမသူကမှာကစားသလိုစောင်းပါးရိတ်ချီပြောသွားသူကပြောသွားပျော်စရာကြီးဖြစ်လေသည်မြစ်စိတ်တို့ရောက်ကြလျင်ရေကူးသူကူရေခတ်သူခတ်ပြောစရာပင်တချင်းဆိုသူကဆိုမတန်ပေးလို့ကြသည်မှလည်းတကြောကြောဖိုတန်ပေးလိုက်ကြသည်မှလည်းအလွန်ပြောတယောက်နှင့်တယောက်များစွာရင်းနှီးကြပေ၏တစိမ့်တယောက်နားသို့ရောက်သွားလျင်တချင်းဆိုသူကအတိတ်
မတန်ပေးသူတို့ကလည်းစိတ်ကသားနေသူတို့ကလည်းရက်ရှက်တက်တက်ယွန်းတွန်းတွန်းနဲ့မျက်နှာများကိုအသာငုံနေကြလေသည်မြို့မှာလိုမော်တော်ကားစီးကျင်သောစိတ်လည်းမရှိ BA MA အောင်ကျင်သောစိတ်တို့လည်းမလားဆရာဝတ်လုံလှုပ်ချင်သောစိတ်တို့မှလည်းဝေးရုပ်ရှင်တို့ပြေးကျင်သောစိတ်တို့မှလည်းမပေါ်စိန်ရွှေဝတ်ချင်သောစိတ်တို့မှလည်းကင်းမင်းကတော်ဖြစ်ဖို့ရာစိတ်ကူးထဲမှာပင်မတည်းဖုံနှထောင်းထောင်းနဲ့လမ်းပေါ်မှာလှဲချမ်းကိုစီးရလျင်ပင်နတ်ပြည်ကဝေဇန်နေရယထာကိုစီးရသည်ဟုထင်လှဲပိမှတအီအီမီနီတီကိုလည်းပြင်စသိင်္ခဏတ္တဤစောင်းတန်ဟုထင်မှတ်ကြလေသည်စားသမျှကြားသမျှသွားရသမျှတို့တွင်ပင်ကျေနပ်ရှာကြကုန်၏လောကတွင်ကြည်နပ်လျင်စိတ်ချမ်းသာလျင်ဒုက္ခကြီးပင်လေအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ